သာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်တဘောရလဝိကျော်9ရက်2022ခုနှစ်ဖေဖော်ဝါရီလ20ရက်တနင်္ဂနွေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောတန္တရာနှင့်နိဗ္ဗာန်အပိုင်းနှစ်တရားဒေသနာတော်နိဗ္ဗာန်ရဖို့ဆိုတာအမြဲတမ်းခဲရင်နဲ့အစင်မောင်းများစွာကိုဖြတ်ကျော်ရမှာဖြစ်အဲ့ဒီအစင်ဒီမဖြတ်ကျော်ဘဲနဲ့နိဗ္ဗာန်ကိုရောက်သွားတယ်ဆိုတာမရှိဘူး။အမှန်အဖြစ်ဒီဘဝမှာတထိုင်နဲ့တရားသူရသွားတဲ့ပုဂ္ဂိုလ်တွေချိပြီးနိဗ္ဗာန်ရဖို့လွန်လွဲတယ်လို့စိတ်ထဲမှာထင်ကြရတော့လေတကယ်တော့လေဘဝပေါင်းများစွာကြိုးစားတည်ယူခဲ့တဲ့အသိဉာဏ်ရဲ့ထက်မြက်မှုကြောင့်ပါလေသူတို့ဟာလင်းမြန်တဲ့အနေထားနဲ့ရောက်ရှိကြတာဖြစ်တယ်။နိဗ္ဗာန်ရောက်ဖို့ကြည်ကြကျုပ်ကိုအထုတ်တဲ့အခါမှာလေးမျိုးခွဲထားတာရှိတယ်။တုံးနဲ့တူလည်းမတူကြဘူးပေါ့။တချို့ကြတော့ဒုက္ခပฏิပဒါတဏ္ဍဝိညာဒုက္ခပฏิပဒါနဲ့အဝိညာနှစ်ခုခွဲထားတယ်။ပฏิပဒါဆိုတာလမ်းစဉ်ကိုလိုက်တာပြီးတော့လေ့ကျင့်တာပฏิပဒါကအကျင့်အဝိညာဆိုတာအသိအကျင့်တရားကြောင့်အသိတရားရတာအဲ့ဒီမှာအကျင့်တရားကလည်းခက်ခဲတယ်အသိကလည်းနှေးကွေးတယ်ဒါတစ်ခုရှိတယ်ဘုန်းကြီးတို့တွေအဲ့လိုပဲဖြစ်မှာအကျင့်တရားကလည်းခက်ခဲတယ်အသိကလည်းနှေးကွေးတယ်ဒါကြောင့်မို့နိဗ္ဗာန်နဲ့ဝေးနေသေးတယ်လို့ပြောမှာဖြစ်အဲ့ဒါကိုပါဠိစာပေနဲ့ဒုက္ခပฏิပဒါတဏ္ဍပိညာလို့ဒီလိုခေါ်တယ်ခက်ခဲရင်ကျင့်ပြီးတော့မှသိရတဲ့အခါမှာလည်းပဲအလွန်နှေးကွေးတယ်နောက်တနည်းကတော့ဒုက္ခပฏิပဒါခိဗ္ဗပိညာဒါလေးပြောင်းလိုက်တယ်ခိဗ္ဗဆိုတာလင်းလင်းမြတ်မြတ်အဲ့တော့ကျင့်တော့ခဲကျင့်ရပါတယ်သို့တော့အတိကြတော့မြတ်တယ်လို့ဆိုတယ်ဒုက္ခပฏิပဒါခိဗ္ဗပိညာပြင်းပန်းကျင့်တယ်အတိကြတော့လင်းမြတ်တယ်ဒါကတစ်ခုနောက်တတိယမျိုးစားကြတော့ဒုက္ခပฏิပဒါတဏ္ဍပိညာကျင့်တဲ့အပိုင်းမှာအခက်ခဲတော့မရှိဘူးချမ်းသာသာကျင့်ရတယ်သို့တော့အတော်နဲ့အသိဉာဏ်မပေါ်ဘူးတဏ္ဍပိညာအသိဉာဏ်အနှေးကွေးနေတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးလည်းတူပဲနောက်ဆုံးအကောင်းဆုံးကတော့ဒုက္ခပฏิပဒါခိဗ္ဗပိညာအကျင့်အနေနဲ့လည်းလွယ်ကူတယ်အသိကလည်းလင်းမြန်တယ်အဲ့တော့ရှင်သာရိပုတ္တရာကဒီစတုထမျိုးစားပုဂ္ဂိုလ်မျိုးဖြစ်တယ်သူကဒုက္ခပฏิပဒါခိဗ္ဗပိညာကျင့်ရတာလည်းလွယ်ကူတယ်သူ့ဖို့မှအခက်ခဲမရှိဘူးအသိကလည်းပဲမြန်ဆန်တယ်ဒုက္ခပฏิပဒါခိဗ္ဗပိညာရှင်မောကလန်ကြတော့ဒုတိယအမျိုးစားတဲ့ပုဂ္ဂိုလ်ဒုက္ခပฏิပဒါခိဗ္ဗပိညာကျင့်ရတဲ့အခါမှာသူခက်ခဲကျင့်ရတယ်ဘာလို့လဲဆိုရှင်မောကလန်ကတရားကျင့်ပြီဆိုရင်အိတ်ငိုက်အဲ့ဒါမှအိတ်ငိုက်တော့ဒီကျင့်မှုမှာခက်ခဲကြုံတယ်ပေါ့ကလေးခေတ်သူတွေလည်းကြုံမှာပါပဲတရားထိုင်ပြီဆိုအိတ်ချင်တာရှုပ်ရှင်ကြည့်ပြီဆိုမအိတ်ချင်ဘူးတရားထိုင်အိတ်ချင်လာတယ်တရားနဲ့ဌိနမိတ်တာကမိတ်ဆွေလိုဖြစ်စိတ်ကမလန်းဆန်းမှုပေါ့တရားနဲ့တွေ့ရင်စိတ်ကလန်းဆန်းမှုမရှိဘူးဒါကြောင့်မို့ဌိနမိတ်တာအိတ်ချင်ငိုင်းမြေးမှုကိုရုန်းကန်ပြီးတော့လောက်ရတာဖြစ်တော့ကြောင့်ရှင်မောကလန်ကဒုက္ခပฏิပဒါခဲရင်ကျင့်ရတယ်တဲ့ဒါပေမဲ့အတိကြတော့မြန်တယ်ခိဗ္ဗပိညာဘုရားရဲ့ထိတ်တန်းတပည့်ကြီးနှစ်ဦးဟာတပါးနဲ့တပါးကွဲပြားခြားနာမှုရှိကြတယ်ကွဲပြားခြားနာမှုနှစ်ပါးစလုံးဟာအတိလင်းမြန်လာခြင်းတော့တူတယ်ကျင့်တဲ့အပိုင်းလေးမှာကြွားကြတယ်လို့ဆိုလို့ရတယ်ပေါ့အဲ့ဒီမှာရှင်းနဲ့ပြောမယ်ဆိုလို့ရှိရင်သောတပန်ဖြစ်ပြီးနောက်ယဟန္တာဖြစ်ဖို့ကျင့်ရတာရှင်မောကလန်က9ရက်အတွင်းမှာရတယ်ရှင်သာရိပုတ္တရာက15ရက်ကျမှရတယ်
ရှင်းတဲ့ပြောရင်ရှင်မောကလန်ကမြန်တယ်ရှင်သာရိပုတ္တရာကနေတယ်ဘာကြောင့်မြန်ဘာကြောင့်နေတယ်နေခြင်းမြန်ခြင်းနဲ့မဆိုင်ဘူးကျင့်တဲ့အခါမှာအခက်ခဲရှိမရှိနဲ့ပဲဆိုင်တယ်နော်နေကွေးခြင်းဟာဘာကြောင့်နေကွေးတုံးဆိုလို့ရှိရင်ဥပမာပြောရရင်ရှင်မင်းနေခီးထွက်မယ်ဆိုလို့ရှိရင်ပြင်ရဆင်းရတာတွေအများကြီးပဲလေဝင်းခင်းပြီးတော့မှထွက်တာဆိုတော့လောကကိုင်ရတာတွေပြင်ရဆင်းရတာတွေမထွက်ခင်ပြင်ဆင်မှုတွေကများတယ်ဆင်းရဲတာခီးထွက်ရင်တော့ချက်ချင်းတမ်းပြီးတော့ထွက်သွားလို့ရတယ်ရှင်မင်းနေကြတော့အဲ့လိုမဟုတ်ဘူးတက်တောင်တာဘူတုနဲ့အချမ်းရအနေနဲ့ရှေးဝင်းနောက်ဝင်းနဲ့အဲ့လိုသွားတာဆိုတော့ပြင်ဆင်ရတာကြားတယ်အဲ့ဒါလိုပဲရှင်သာရိပုတ္တရာကဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့တရားဓမ္မကိုအသေးစိတ်စူးစမ်းလေ့လာခြင်းနဲ့စိတ်တွေကြောင့်မို့လို့သူကအချိန်တော့ကြာသွားတယ်အချိန်ကြာပြီပဲအတိမြန်တယ်ရှင်မောကလန်ကအချိန်တိုတယ်ဒါပေမဲ့ခက်ခဲရုန်းကန်ရတယ်အတိကြတော့မြန်တယ်လို့ဒီလိုအကသဝကနှစ်ပါးတရားကျင့်ကြတဲ့အခါမှာကြွားခြားကြတယ်ပေါ့အဲ့တော့တန်တရားနဲ့နိဗ္ဗာန်တန်တရားတွေကနေယုံထွက်ပြီးတော့နိဗ္ဗာန်ကိုတွေ့ဖို့အတွက်ဘုရားဗတာရိယဣဒမေပုံညာနိဗ္ဗာနတပစ္စယောဟောတုဆိုပြီးတော့နိဗ္ဗာန်ကိုဆုတောင်းကြတာသို့သောအချိန်မောင်းကလေးချီတောင်းနေတော့လေနိဗ္ဗာန်နဲ့ကတော့လေးရုံမှတော့မဟုတ်သေးဘူးလို့ဆိုလို့တယ်ဆုတောင်းခြင်းကအချိန်လေးကောင်းတစ်ခုအတွက်ဖန်တီးပေးနိုင်တာတကယ်ကတော့လက်တွေ့ကျင့်ကြရမှာလို့ဆိုလို့ပေါ့နော်ဆုတောင်းမှုကအထောက်အကူမဖြစ်ဘူးလားဆိုတော့အထောက်အကူတော့ဖြစ်ပါတယ်ဥတည်ချက်အနေနဲ့ဆုတောင်းကြတာသွားတဲ့အခါကျတော့ဒီလမ်းစဉ်တိုင်းပဲသွားဝိသုဒ္ဓိ9ပါးစင်ကြယ်တန်ရှင်းမှဘယ်ဟာစင်ကြယ်မှာတော့ဆိုအထီးကရုပ်ပိုင်းစင်ကြယ်ဖို့ပြောတာမဟုတ်လူတွေကရုပ်ပိုင်းစင်ကြယ်ဖို့ပဲကြိုးစားကြတာဟုတ်ရှေးမိုးချိုးတယ်ဖိလိမ့်နဲ့ပြင်ဆင်တယ်ဝတ်စားတွေတန်တပြပြဝတ်တယ်ရုပ်ပိုင်းဆိုင်ရာတွေတော့တော့ကိုတမ်းပြအောင်ကြိုးစားကြတယ်သို့တော့စိတ်ပိုင်းဆိုင်ရာကျတော့ညစ်ထွေးနေတယ်အဲ့ဒီစိတ်ပိုင်းဆိုင်ရာအညစ်အကြေးတွေကိုပြစ်မှုလို့တာပေါ့ပရမအဆင့်နဲ့ပြင်ရမှာတော့အပြောဆိုနဲ့ပတ်သက်ပြီးညစ်ကြေးတွေမရှိဘူးအပြုမှုနဲ့ပတ်သက်ပြီးတော့ညစ်ပေမှုမရှိဘူးလူတွေဟာပြောလိုက်ရင်လည်းအညစ်အကြေးတွေဖြစ်နေလှုပ်လိုက်ရင်လည်းအညစ်အကြေးတွေဒုစရိုက်တွေလည်းပဲရောက်ပြီးတော့သွားတော့ကာယကံစင်ကြယ်မှုဝစီကံစင်ကြယ်မှုကိုမရှိကြအောင်အဲ့ဒါကိုပထမသတ်ရှင်းပေးဖို့လိုတယ်မျက်နှာကမှန်ကြည့်တော့မယ်ဆိုလို့ရှိရင်မျက်နှာကိုအရင်ပြင်ရမှာမဟုတ်ဘူးမှန်ကလေးကိုဝင်းနေအောင်အရင်တိုက်ဖို့လိုလိမ့်မယ်မှန်ကမှုံးနေလို့ရှိရင်ကိုယ်မျက်နှာမြင်တဲ့အခါမှာလှလှပပမြင်မှာမဟုတ်ဘူးခဏခေတ်တော့ချေးမုံရှေးခေတ်ကချေးမုံဆိုတာတုံးတာချေးမုံဆိုတာခြေပြားကိုအယောင်ထွက်အောင်ပုတ်ထားတာအဲ့ဒီမှာမျက်နှာရိပ်ထင်ကြည့်ကြရတာဖြစ်တယ်အဲ့ဒါမရှိခင်ကဆိုရေအိုင်နာသွားပြီးတော့ရေထဲကြည့်ရတာရေထဲမှာထင်တဲ့အရိပ်ပဲကြည့်ရအဲ့တော့ခြေပြားတွေကိုဝင်းလက်နေအောင်ပုတ်နိုင်ပြီဆိုလို့ရှိရင်တော့ခြေမုံဆိုတဲ့အပေါ်မှာကြည့်လို့ရတယ်ဒီကလေးခေတ်တော့ဗราသုတ်တဲ့မှန်းနေပေါ်လာသည့်အတွက်ကြောင့်ဒီကိစ္စတော့တက်တာသွားထင်နေလည်းကြီးမြင်နေရတယ်အဲ့တော့ကိုရုပ်ပိုင်းဆိုင်ရာမျက်နှာကိုတန်ရှင်းနေတယ်ဆိုရင်တော့မှပဲခြေမုံကိုအရင်တန်ရှင်းအောင်လုပ်ပြီးတော့ခြေမုံထဲမှာပေါ်လာတဲ့မျက်နှာရိပ်ကိုတန်ရှင်းအောင်ပြင်ဆင်ကြတာဖြစ်တယ်အဲ့တော့ရုပ်ပိုင်းဆိုင်ရာတန်ရှင်းမှုကအဲ့လိုလုပ်တယ်လို့ပဲစိတ်ပိုင်းဆိုင်ရာတန်ရှင်းမှုကလည်းပဲခြေမုံရှိဖို့လိုတယ်ပေါ့မှန်ခြေမုံရှိဖို့လိုတယ်အဲ့တော့စိတ်ကိုဘယ်လိုလုပ်မှန်ကြည့်ပြီးတော့ဆုံးဖြတ်မလဲဆိုရင်ကိုယ်ဆင်ញင်သုံးသပ်မှုဟာမှန်ကြည့်တာပဲနဲ့တူတယ်ပေါ့ကိုယ်စိတ်တွေကိုကိုယ်ဆင်ញင်သုံးသပ်ရမယ်အဲ့ဒါကိုပစ္စဝိက္ခဏလို့ပါဠိလိုခေါ်တယ်ပฏิအဝိက္ခဏအကျဉ်းချင်းအထက်ရှုကြည့်တာကိုယ်စံသက်စစ်ဆေးတာငါစိတ်တွေထဲမှာလောဘဖြစ်တာများသလားဒေါသဖြစ်တာများသလားမောဟဖြစ်နေတာများသလားငါစိတ်တူသလားနော်
စိတ်ရှိသလား jealousy ဖြစ်တတ်သလား မစ္စရိယာတွေဖြစ်တတ်သလားတနေ့ကုန်နေတဲ့အခါကျငါစိတ်ဘယ်နှခါဆိုးလဲငါလောဘတွေဘယ်လောက်ထိအောင်ကြီးသလဲဘယ်ကိစ္စမှာငါလောဘကြီးသလဲဆိုတာတွေကိုယ့်ရင်ထဲမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဆင်ញင်သုံးသပ်ပေးတာဟာမှန်ကြည့်တာတဲ့တူတူပဲစိတ်ပိုင်းဆိုင်ရာကျတော့အဲ့လိုကြည့်ဖို့လိုတယ်ပေါ့နော်အဲ့လိုကြည့်လိုက်တဲ့အခါကိုယ်စိတ်ရဲ့အခြေအနေတွေကိုကိုသိလာတယ်အဲ့ဒါကိုသတိပဋ္ဌာန်တရား၄ပါးထဲမှာမြတ်စွာဘုရားဟောတဲ့အခါစိတ်ဓာနုပဒနာဆိုအဲ့ဒါပြောတယ်စိတ်ဓာနုပဒနာဆိုကိုယ်စိတ်ကိုသေသေးချာချာလေးလာဆန်းစစ်ကြည့်ဆန်းစစ်ရမယ်ဆန်းစစ်ပြီးတော့ပြင်ရမယ်လို့ဆိုလို့တယ်ပေါ့နော်အဲ့လိုဆင်ញင်သုံးသပ်မှုဟာကျေးမုံနဲ့လာသရံတူပြီးတော့ကိုယ်စိတ်လေးကိုကိုပြင်ဆင်ပြီးတော့ပေးရမယ်စိတ်ဓာနုပဒနာနဲ့ပြင်ဆင်ပြီးတော့ပေးရကြည့်ရှုပြီးအဖြေထုတ်တဲ့အခါအဲ့ဒါနဲ့ပြင်ရမယ်အဲ့တော့နိဗ္ဗာန်သွားတော့မယ်ဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာတန်ရှင်းရေးကိုအရင်လုပ်ကြရတယ်စိတ်ပိုင်းဆိုင်ရာကာယကတန်ရှင်းမှုဝစီကတန်ရှင်းမှုကနေစတင်လိုက်တော့စိတ်တန်ရှင်းမှုအတွက်လိုအပ်လာပြန်လိုအပ်လို့စိတ်တန်ရှင်းမှုအတွက်ခုနသူကြတော့သီလနဲ့စိတ်ကိုတန်ရှင်းအောင်လုပ်လို့မရဘူးသီလကကာယကဝစီကမှာစိကံထားတာရှင်းရှင်းပြောရရင်သီလဆိုတာစိကံထားတာပဲစိကံဘောင်ခတ်တာဘယ်လိုဘောင်ခတ်တာတော့ဆိုရင်ဒီအလုပ်မျိုးကိုမလုပ်ဘူးဒီအလုပ်မျိုးကိုလုပ်မယ်ဒီအပြောမျိုးကိုမပြောဘူးဒီအပြောမျိုးကိုပြောမယ်ဒါစိကံထားတာပဲလေနှုတ်ကိုစိကံထားတာနဲ့ကိုယ့်ရဲ့အပြုတ်မှုစိကံထားတာဒါသီလပဲကိုယ်စိကံကိုလိုက်နာရမှာဖြစ်တယ်ပေါ့နော်ကိုယ်စိကံကိုလိုက်နာအဲ့ဒါကြလို့ရှိရင်ကာယကနဲ့ပတ်သက်တဲ့အညစ်အကြေးတွေဝစီကနဲ့ပတ်သက်တဲ့အညစ်အကြေးတွေကင်းဝေးသွားတယ်သို့တော့စိတ်ပိုင်းဆိုင်ရာအညစ်အကြေးတွေကတော့တမ်းမှန်ဖြစ်နေသေးတယ်အဲ့စိတ်ပိုင်းဆိုင်ရာအညစ်အကြေးတွေကိုခုနလိုစိတ်ဓာနုပဒနာနဲ့ဆင်ញင်သုံးသပ်ကြည့်လိုက်တဲ့အခါမှာအညစ်အကြေးတွေတွေ့လာလိမ့်မယ်အဲ့တွေ့လာတဲ့အညစ်အကြေးတွေကိုဆေးကြောတန်းရှင်းရမယ်လို့ဆိုလို့ဆေးကြောတန်းစင်ဖို့အတွက်ကမ္မထာအာယုံ40ရသော်ပြပေးထားတယ်နော်ကမ္မထာအာယုံ40အဲ့ဒီအာယုန်နေနဲ့တွေ့ပြီးတော့စိတ်ကြောတန့်စင်ပေးရကပ္ပဋ္ဌာန်း40ဆိုတာအဲ့ဒါပြောတာကပ္ပဋ္ဌာန်း40ကတော့ကြားဦးကြပါလိမ့်မယ်နော်အဲ့ဒါတွေတော့အကျယ်မပြောတော့ကတိုင်း10ပါးတို့အတုပ10ပါးတို့အဲ့လိုပေါ့နော်အလုံးကပ္ပဋ္ဌာန်း40ရှိတယ်အာနာပါနတတိအနုတ္တိ10ပါးတို့အဲ့ဒီကပ္ပဋ္ဌာန်း40ထဲမှာမိမိနှစ်သက်ရကမ္မထာအာယုန်တစ်ခုနဲ့ဥပမာဘုရားနုတ္တိနဲ့ဆေးကြောမလားစိတ်အညစ်အကြေးကိုဘုရားနုတ္တိနဲ့ဆေးကြောလို့ရတယ်သို့မဟုတ်အာနာပါနတတိထွက်လေဝင်လေမှတ်ပြီးတော့ဆေးကြောမလားအဲ့ဒါနဲ့လည်းဆေးကြောရတယ်ကာယကတတတိဆိုတဲ့ခန္ဓာကိုယ်မှာရှိတဲ့ဆံမြင်မွေးခြင်းခြေသက်လက်တဲ့သွားအရေးအစရှိတဲ့ခန္ဓာကိုယ်မှာရှိတဲ့ရုပ်စုတွေကိုကြည့်ပြီးတော့32ခုတ္တတာကိုအာယုံပြုပြီးတော့ဆေးကြောမလားအဲ့ဒါနဲ့လည်းဆေးကြောလို့ရတယ်အတုဝဘာဝနာပွားပြီးတော့ဆေးကြောမလားသို့မဟုတ်မရဏတတိသိခြင်းကိုအောက်မေ့ပြီးတော့ဆေးကြောမလားသို့မဟုတ်မေတ္တာပို့ပြီးတော့ဆေးကြောမလားသို့မဟုတ်ဓာတ်ကြီးလေးပါးကိုစဉ်းစားပြီးတော့ဆေးကြောမလားသို့မဟုတ်ရင်ထမင်းစားရင်အာဟာရိပฏิကူလတင်ညာအာဟာရရဲ့ဆက်စုပ်ပဲကောင်းမွန်တွေကိုစဉ်းကျင်စဉ်းစားပြီးတော့ဆေးကြောမလားကမ္မထန်40တဲ့ကကိုဆေးကြောခြင်းတဲ့ဟာနဲ့ကိုနဲ့အဆင်ပြေတာနဲ့ကိုစိတ်ကိုအာရုံတစ်ခုပေါ်မှာထားပြီးတော့ဆေးကြောအောင်မှာဖြစ်တယ်အဲ့ဒီကမ္မထန်40နဲ့ဆေးကြောတဲ့အခါမှာကိုစိတ်လေးဟာအဲ့ဒီအာယုန်ဒီပေါ်မှာစိတ်ဟာတည်ငြိမ်သွားတယ်ထားတဲ့အာယုန်မှာသူကမေတ္တာပို့နေတယ်သူတယောက်ကိုမေတ္တာပို့တယ်ဆိုတာအဲ့ဒီပုဂ္ဂိုလ်ရဲ့ပုံပန်းတဏ္ဍမျက်စိထဲမှာမြင်ပြီးတော့သူ့ကိုမေတ္တာပို့နေလို့ရှိရင်အဲ့ဒီအာယုန်လေးဟာကိုယ့်ရဲ့ထဲမှာကိုယ်စိတ်ထဲမှာဆွဲမြဲပြီးတော့နေတယ်သူရုပ်ပုံနဲ့မေတ္တာနဲ့ဆွဲမြဲပြီးအချိန်ချင်းထပ်ထပ်ဖြစ်တယ်တခြားအာယုန်ကိုသတိမရတော့ဘူးအဲ့ဒီအာယုန်လေးပေါ်မှာစိတ်ကငြိမ်သွားတယ်ဆိုရင်
ဒါမေတ္တာစံအာယုံပဲအဲ့ဒီပုံမှာလည်းပဲတမာရိရနိုင်တာဒုက္ခရောက်နေတဲ့ပုံမှာအကျဉ်းနာကရုဏာပွားပြီးတော့နေရင်လည်းပဲတမာရိရလာနိုင်တယ်ဆိုလိုတာကတော့တမာရိရအောင်ကတော့ပွားရစိတ်တည်ငြိမ်သွားအောင်အလွယ်ဆုံးလို့ပြောရမယ်ဆိုတာခန္ဓာကိုယ်ထဲမှာအချိန်မီရှာတွေ့နေတာတော့ဘာလို့ဆိုလူတွေက24နာရီမှာအသက်ရှူနေကြတာဖြစ်တော့ထွက်လေဝင်လေကိုမှတ်ပြီးတော့တမာရိရအောင်ကြိုးစားလို့လည်းရတယ်ပေါ့ထွက်တိုင်းဝင်တိုင်းထိတဲ့နေရာလေးမှာအသက်ရှူလိုက်လို့လေးလေးကထိသွားတဲ့နေရာရှိုက်ထုတ်လိုက်လို့လေးလေးထိသွားတဲ့နေရာအဲ့ဒီထိတဲ့နေရာလေးကိုပဲအာယုစိုက်ပြီးတော့စဉ်စမပြတ်မှတ်နေမယ်ဆိုလို့ရှိရင်လေစိတ်ကလေးဟာထိတဲ့နေရာလေးမှာပဲငြိမ်ဝတ်သွားတယ်တခြားမရောက်တော့ပဲနဲ့ထိတဲ့နေရာလေးမှာပဲစိတ်ကလေးကငြိမ်သွားတယ်အဲ့လိုဖြစ်လာအောင်တမာတိတရားထူထောင်ပြီးတော့စိတ်ကိုဆေးကြောကြရမှာဖြစ်တယ်စိတ်ကိုဆေးကြောတာဆိုတာအဲ့တော့စိတ်ကိုဆေးကြောဖို့အတွက်တမာတိ၃မျိုးဒီစနစ်၃မျိုးကိုမှတ်သားသင့်တယ်ပေါ့ပထမတမာတိကခဏိကတမာတိလို့ခေါ်တယ်ခဏိကတမာတိဆိုတော့ကိုယ်အာယုံပြုလိုက်တဲ့အပေါ်မှာအခိုက်အတန့်လေးတိသွားတဲ့တိရှိသွားတဲ့တမာတိအဲ့တော့ခဏိကတမာတိကိုဝိပဿနာတမာတိလို့ခေါ်တယ်ဘာလို့လဲဆိုပရမတ္ထတရားကိုအာယုံပြုပြီးဆိုလို့ရှိရင်ပရမတ္ထတရားကဖြစ်ပြီးပြတ်သွားတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တဲ့အခိုက်ကလေးသိလိုက်တယ်တည်တဲ့အခိုက်လေးသိလိုက်တယ်ပြတ်သွားတဲ့အခိုက်ကလေးကိုသိလိုက်တယ်အဲ့ဒီဖြစ်တည်ပြက်အခိုက်ကလေးတွေကိုသိတာခဏိကတမာတိခဏနဲ့ရှင်တဲ့တမာတိဟိုဥပ္ပဇာရတမာတိအပ္ပနာတမာတိဆိုတာတွေကြတော့ပညာနဲ့သွားအဲ့တော့ခဏိကတမာတိဆိုတဲ့အာယုံကလည်းအခိုက်အတန့်လေးပဲဖြစ်တယ်တမာတိကလည်းဖြစ်တဲ့အာယုံနောက်အခိုက်အတန့်လေးဖြစ်တယ်ဆိုတယ်အဲ့ဒီခဏိကတမာတိကတော့ဝိပဿနာယာနိကဝိပဿနာတက်တဲ့အာထုတ်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီလမ်းကြောင်းကနေသွားတယ်အဲ့တော့တရားအထုတ်နည်းကိုနှမျိုးပေးထားတယ်ပေါ့နှမျိုးလိုပဲဆိုပါစို့သမထယာနိကနဲ့ဝိပဿနာယာနိကသမထကိုအသုံးချပြီးတော့ဝိပဿနာနောက်မှတရားသမထပုဗ္ဗင်ကမံဝိပဿနာဘာဝေတိသမထကိုရင်အထုတ်တယ်သမာရိယပြီဆိုမှဝိပဿနာကိုခုတယ်ဒါကတဏိဝိပဿနာပုဗ္ဗင်ကမံသမထဘာဝေတိဝိပဿနာကိုအရင်အားထုတ်တယ်ပြီးတော့မှသမာဓိကအရှိန်တက်လာတယ်အဲ့ဒါကတဏိနှစ်နည်းရှိတယ်ပေါ့အဲ့တော့ဝိပဿနာတရားအရင်အားထုတ်တဲ့ပုဂ္ဂိုလ်ကခဏိကသမာဓိနဲ့သွားတယ်လို့ပြောတယ်နာဟိခဏိကသမာဓိဝိနာဝိပဿနာနာမတံဘဝတိအခိုက်အတန့်လေးသိရအာယုံလေးပေါ်မှာစိတ်လေးကတည်ငြိမ်သွားတဲ့အခိုက်အတန့်လေးမှာခဏလေးနဲ့တူတောင်းတဲ့ခဏနဲ့ရှင်းတဲ့သမာဓိမျိုးကိုခဏိကသမာဓိလို့ခေါ်တယ်အဲ့တော့ခဏိကသမာဓိမပါဘဲနဲ့ဝိပဿနာဉာဏ်မဖြစ်နိုင်ဘူးတဲ့ဝိပဿနာဉာဏ်ဖြစ်ဖို့ခဏိကသမာဓိတော့ရှိရမယ်သူတို့ဆိုလို့ဖြစ်သွားတာမှမမြင်ဘူးပြတ်သွားတာမှမမြင်ဘူးဆိုရင်ဘယ်လိုလုပ်ဝိပဿနာဉာဏ်ဖြစ်မဖြစ်နိုင်အဲ့တော့ဖြစ်တဲ့အခိုက်ကလေးကိုလည်းသိလိုက်တယ်သိတယ်ဆိုတဲ့ကစိတ်ကအဲ့ဒီမှာတည်ငြိမ်သွားလို့သိတာနော်တမာတိရှိလိုက်လို့သိတာပြတ်သွားတယ်ဆိုတော့သိလိုက်တယ်ဆိုတာစိတ်ကအဲ့ဒီချိန်လေးမှာဒီအာယုလေးပေါ်မှာငြိမ်လို့သိတာအဲ့လိုခဏိကတမာတိနဲ့သွားတာဝိပဿနာယာနိကလို့ခေါ်ကြတယ်ပေါ့နော်သမထကိုရင်အထုတ်မယ်အထုတ်ပြီးတဲ့အခါမှာခဏိကတမာတိမဟုတ်ဘူးစံနာကတ်သွားတဲ့ဥပ္ပစာရတမာတိစံရသွားသည့်ထီအောင်တည်ငြိမ်သွားတဲ့အပ္ပနာတမာတိဥပ္ပစာရတမာတိအပ္ပနာတမာတိနှစ်ခုရှိတယ်အိမ်ဥပ္ပစာအကြောင်းဥပ္ပစာဆိုတာအိမ်နာအကြောင်းနာအရက်ကိုခေါ်တာအဲ့ဒါလိုပဲအပ္ပနာတမာတိရဲ့အနည်းရောက်သွားတာကိုဥပ္ပစာရတမာတိလို့ခေါ်တယ်အပ္ပနာဆိုတာတမာတိကကိုထားခြင်းလို့ရှိရင်အပ္ပနာရဲ့အဓိပ္ပာယ်ကထိသွင်းထားတာကိုအာယုံပြုတဲ့အာယုံကလွယ်ရင်ကျန်တဲ့အာယုံကိုမသွားတော့ဘူးစိတ်ကကိုထားတဲ့အာယုံလေးပေါ်မှာစိတ်လေးဟာထည့်သွင်းထားလိုက်တယ်လို့ပဲအဲ့ဒီမှာတည်ငြိမ်သွားတာကိုအပ္ပနာတမာတိလို့ခေါ်တယ်ဥပဆိုတော့ထွက်လေဝင်လေမှတ်တဲ့ဆိုရင်ထွက်လေဝင်လေဆိုတဲ့နာသီပြားမှာထိတဲ့
လေကလွဲလို့ကျန်တယ်ဘာမှမသိတော့စိတ်ကလေးကအဲ့ဒီအာယုန်နဲ့တွဲထားလိုက်တယ်လို့ဖြစ်သွားတွဲကတ်ထားတယ်လို့အဲ့လိုတွဲကတ်ထားတယ်လို့စိတ်နဲ့အာယုန်ဒီဓာန်စီနေတယ်လို့နှစ်ခုတွဲနေပြီဆိုလို့ရှိရင်ဒါအပ္ပနသမာဓိလို့ခေါ်တယ်ပေါ့လွဲလိုက်ပြန်ဆွဲခေါ်လိုက်နဲ့အဲ့ဒါအပ္ပနသမာဓိမဟုတ်လုံးဝမလွဲတော့ပဲနဲ့အဲ့ဒီအာယုန်နဲ့စိတ်နဲ့တွဲကတ်သွားလို့ရှိရင်အပ္ပနအဲ့ဒီအနိနာပုခ္ခတိကရောက်သွားရင်ဥစ္စာရသမာဓိပြောတာဆံအဆင့်မရောက်ဘူးဆိုဥစ္စာရသမာဓိအဲ့ဒီအပ္ပနသမာဓိဥစ္စာရသမာဓိသို့မဟုတ်ခုနပြောတဲ့ခဏိကသမာဓိရဲ့ဥပ္ပစာရသမာဓိရဲ့အပ္ပနသမာဓိရဲ့ကမ္မထာအာယုန်ဒီပေါ်မှာစိတ်ကလေးဟာတည်ငြိမ်သွားတဲ့သမာဓိရလာပြီဆိုလို့ရှိရင်အဲ့ဒါကိုစိတ်တဝိတ္တုတ္တိလို့ခေါ်တယ်ဘယ်ကနေစင်ကြယ်သွားတာတော့လို့ပြောရမယ်စိတ်ကဘယ်ကနေစင်ကြယ်သွားတာတော့စိတ်ရဲ့အညစ်အကြေးတွေကဘာတွေတော့ဆိုရင်ကိလေသာတွေပဲនិဝရဏတွေကစိတ်ရဲ့အညစ်အကြေးတွေပဲအာယုခံစားခြင်းနာမပေါ်တော့ဘူးစိတ်ပြတ်တာမုန်းတိတာမပေါ်တော့ဒေါသဖြစ်တာမပေါ်တော့စိတ်တွေလွင့်ပြန်နေတာမရှိဘူးစိတ်ပူပန်နေတာမရှိတော့စိတ်မွေးစားလို့ငိုက်လာတာမရှိဘူးနော်ကိုလုံးနေတဲ့အလုပ်ပေါ်မှာတန်တရားဝင်ပြီးတော့ဟုတ်မဟုတ်ပါမလားတွေးတယ်မရှိဘူးအတွေးလည်းမရှိဘူးនិဝရဏ၅ပါးကိုဖယ်ရှားပလိုက်တယ်និဝရဏဆိုတဲ့အညစ်အကြေးတွေကင်းသွားလို့ရှိရင်ဒါစိတ်တဝိတ္တုတ္တိလို့ခေါ်တယ်နော်ကိလေသာတွေကင်းသွားတယ်ဆိုတော့အဲ့ဒီမှာအာယုပေါ်မှာကိလေသာကလည်းပြန်ပြီးတော့တွေ့တတ်တယ်တရားမှတ်လို့ကောင်းလိုက်တာထိုင်လို့ကောင်းလိုက်တာဆိုရင်အဲ့ဒါအဲ့ဒီပေါ်မှာပြန်ပြီးသဘောကျနေပြန်နုညံ့နဲ့တဏှာပြန်ဝင်လာတယ်လူတွေရဲ့စိတ်ဆန္ဒဆိုတာဒီအမှန်တမ်းခဲနေကြည့်လေလူတွေဟာတော်ရည်အားလုံးဟာကြည့်ပေါ့ကိုယ်ပိုင်တဲ့ပစ္စည်းတစ်ခုဆိုတော့အဲ့ဒီကိုယ်ပိုင်တဲ့ပစ္စည်းကိုကိုယ်ပိုင်တယ်လို့စိတ်ကသတ်မှတ်ထားလို့ရှိရင်အဲ့ဒီပစ္စည်းပေါ်မှာကြောင်းကြမှုတွေရှိတယ်နော်ကိုယ်ပိုင်တဲ့အရာပေါ်မှာကြောင်းကြမှုတွေအဲ့ဒီပစ္စည်းကိုဈေးကောင်းကောင်းနဲ့တပြားကိုရောင်းချလိုက်တဲ့အခါကျတော့အဲ့ဒီပစ္စည်းပေါ်မှာကြောင်းကြမှုမရှိတော့ပြန်ဘူးရလိုက်တဲ့ငွေထုတ်ပေါ်ကြောင်းကြမှုကရောက်သွားပြန်ပြောင်းသွားတာပြောတာလူတွေလည်းတူတူပဲပေါ့ဟိုပို့ပြီးတော့သိတာအောင်ပြောမယ်ဆိုရင်လူချင်းခင်မင်လို့ပထမအိမ်တော်နဲ့ဆိုရင်အဲ့ဒီအိမ်တော်မှာသူကကြောင်းကြမှုတွေရှိတယ်။တန်ရောစင်တွေဖြစ်နေတယ်ဆိုရင်သူကြောင်းကြမှာတော့ကဖြစ်။တရားနဲ့တရားကိုဆင်မသိလို့ကွဲလိုက်ကြပြီဆိုတဲ့အခါနောက်အိမ်တော်ထူတယ်ဆိုတော့တန်ရောစင်ကနောက်အိမ်တော်ပေါ်ရောက်သွားပြန်။အရင်အိမ်တော်ပေါ်မှာပြတ်သွားပြန်။ဒီလိုဖြစ်တတ်တာ။အဲ့တော့ဒီတရားထုတ်တဲ့အခါမှာလည်းပဲကာမဂုဏ်အာယုံဆိုတဲ့အာယုန်တွေပေါ်မှာတွေ့တာမှုမရှိတော့လည်းပဲဘာပေါ်လားတွေ့တတ်တော့ဆိုငြိမ်းချမ်းလိုက်တာထိုင်လို့ကောင်းလိုက်တာမှတ်လို့ကောင်းလိုက်တာအပေါ်မှာလားတွေ့ပြန်ထိုင်မကောင်းဘူးဆိုလို့ရှိရင်လည်းထိုင်လို့ကိုမကောင်းဘူးဆိုပြီးဒေါသဖြစ်ပြန်အဲ့လိုသိမွေးတဲ့လောဘဒေါသတွေကပြန်လာပြန်တာပဲသူတို့မဟုတ်တယ်လို့သူ့ကိုဖယ်ထုတ်လိုက်လို့ရှိရင်သူသိမွေးတဲ့လောဘဒေါသတွေပြန်လာပြန်ကိလေသာပြန်ဝင်လာပြန်တာအဲ့ဒါတွေကိုရှင်းထုတ်နိုင်ဖို့လိုအပ်တယ်လို့ဆိုတာဒါမို့နိဗ္ဗာန်ရောက်ဖို့ခက်တယ်ဆိုတာလမ်းမှာအနှောက်အယှက်တွေကအမှန်တမ်းများတယ်နှောက်အယှက်တွေအမှန်တမ်းများတယ်လူစိတ်ဆိုတာအမှန်တမ်းခဲနေပေါ့နိဗ္ဗာန်သွားပြီဆိုရင်လမ်းကြောင်းကတန်ရှင်းတာမဟုတ်ဘူးလမ်းမှာမနရဲ့တက်ကြီး10တက်ရှိတယ်ဆိုတာရသော်ရအလောင်းကသူတရားထုတ်စဉ်ခါတော့ကသူ့ရင်ထဲနှလုံးထဲမှာသူ့ကောင်းထဲမှာပေါ်လာတဲ့အတိုင်းမနရဲ့စစ်တက်10တက်ဆိုပြီးတော့စစ်စခန်း10ခုကိုဖြတ်ကျော်အောင်တိုက်ပွဲ10ခုကိုဖြတ်ကျော်နိုင်မှဒီအောင်ပွဲဆိုတာရနိုင်တခုနိုင်လိုက်နောက်တစ်ခုလာပြန်ဒီစခန်းတစ်ခုကိုကိုယ်နိုင်လိုက်နောက်စခန်းနဲ့ကြုံပြန်နောက်စခန်းနိုင်လိုက်ပြန်နောက်စခန်းတစ်ခုကြုံမှာအဲ့ဒါကိုဖះလောင်းကမန္တကြီးကိုပြောတဲ့တိုက်ပွဲ10ဆင့်တိုက်ပွဲ10ပွဲနဲ့ပတ်သက်ပြီးပြောထားတာရှိတယ်ကာမတိပထမသေနာလူချင်းနဲ့နှစ်သက်တဲ့တွေ့တာစရာအာယုန်တွေကိုတတ်မဲ့တဲ့တဏှာကာမတဏှာရာဂလူချင်းစရာအာယုန်ဒီပေါ်မှာလူချင်းနေတဲ့တွေ့တာမှုဟာပထမအဆင့်တိုက်ရမယ်တိုက်ပွဲပဲဖြစ်တယ်နော်
ကာမဂုဏ်အာယုံကိုထွက်ခွာဖို့ဆိုတာမတမခဲနဲ့ဒီအဆင့်နဲ့ပဲကြာဆုံးနေကြတယ်လောကလူတွေကဒီအဆင့်နဲ့ပဲကြာသွားရှင်းမတက်နိုင်ဘူးနောက်ထပ်တိုက်ရမှာတွေအများကြီးကြံသေးတယ်ကာမတေပထမသေနာကာမဂုဏ်အာယုန်ကိုတွေ့တာတဲ့စိတ်မှတွေပဲပြပြဖို့သွားကြတယ်မယုံမထွက်နိုင်ဘူးဒီထဲမှာပဲမြုပ်သွားကြအဲ့ဒါကိုနိုင်လိုက်လို့တိုက်လိုက်ပြီးဆုံးလွတ်လိုက်နိုင်ပြီဆိုရင်ဘာနဲ့တွေ့တော့ဆိုဒုတိယအရတိဩစတိမပြောပြမှုအဲ့ကြတော့ကမ္မထမ်းကြောင်းတို့တောရကြောင်းတို့ဘုန်းကြီးဘဝတို့ပြောတော့ဘူးအဲ့ဒါဒုတိယစစ်မျက်နှာပဲပထမစစ်မျက်နှာတော့နိုင်လိုက်ပြီပဲဒုတိယစစ်မျက်နှာမှာကြာရှုံးသွားပြန်ရောလူထွက်ကြပြန်တို့မို့ကမ္မထမ်းကြောင်းမှာမပြောလို့အိမ်ပြန်ညရောရှိတာနေအိမ်ပြန်သွားဒုတိယအရတိဩစတိပျော်လဲပျော်ပါတယ်ဆိုပြီးတော့ဒီတိုက်ပွဲလဲနိုင်လိုက်ပြန်ပြီဆိုတတိယခုတ်ပိပါဒတွေဘိုက်စားတယ်အနေနိုင်ဘူးရှိတာတစ်ချိန်ပဲကြွေးတာငါအချိန်ချင်းစားမှဖြစ်ညနေလေဝိုးဆောင်တယ်ဆိုဘိုက်စားတယ်ဆိုတာလာပြန်တာခုတ်ပိပါဒခုတ်ပိပါဒခုဒပိပါဒခုဒကထမင်းစားတာပိပါဒရေငတ်တာလူမှနှစ်ခုရှိတယ်အာသာနှစ်ခုရှိတယ်အဲ့ဒါကိုဟန်ဂါနဲ့သစတိပေါ့နော်သစတဲ့ဟန်ဂါနှစ်ခုရှိတယ်ထမင်းစားတာရှေးစားတာရှေးတောက်ချင်တာအဲ့ဒါကိုပါဠိလိုကခုဒ္ဒဆိုတာဟန်ဂါကိုပြောတာပိပတ္တဆိုတာသစကိုပြောတာပါဠိမှာလည်းနှစ်ခုရှိတယ်စကားလုံးနှစ်ခုရှိတယ်လွယ်ပါတယ်ပါဠိလည်းမှတ်လို့ရှိရင်ဘာလို့အင်္ဂလိပ်စကားတော့မှတ်နိုင်မှာတော့ပါဠိလည်းမှတ်နိုင်မှာပေါ့နော်ခုတ်ပိပါဒခုတ်ပိပါဒခုဒ္ဒပိပါဒတော့ဒါတွေလေးကိုမြုပ်လိုက်ပြီးခုတ်ပိပါဒစကလုံးကိုကျင့်ပလိုက်တတ္တိယခုတ်ပိပါဒတေစတုဋ္ဌိတန္တိဝုစတိဆာလောင်နာတွေသိခဏနဲ့မြင်တဲ့အခါကျတော့ပြည့်ရတာတခါဝင်လာပြန်ခုနအရတိကဒီလုံးပေါ်မှာစိတ်ပြက်လာတန္တိကတော့လှုပ်တော့လှုပ်ချင်နဲ့ပြင်းလာစတုဋ္ဌိတန္တိဝုစတိပိစမန်ထိနမိတ်တတိပြင်းတယ်ဆိုတာဘာလို့ဆိုစိတ်ကမလန်းဆန်းတော့အိတ်ချင်တာပေါ့နော်တန်ဒီဆိုတာအိတ်ချင်လားလူကမတွက်လက်ဘူးစိတ်မလန်းဆန်းဘူးတန်ဒီခုနအရတိကမပြောတာနဲ့ပြင်းတာတူလို့လေထင်အောင်ထင်ကြတယ်ပဲမတူဘူးနော်အရတိဆိုတာပျော်ရွှင်မှုမရသေးတာတန်ဒီကြတော့ခုနကစိတ်ကမဝင်စားတော့တာသိဝင်စားတော့တာအဲ့ကြတော့အဲ့ဒီမှာလဲကြာဆုံးသွားနိုင်တယ်ပိစမန်ထိနမိဋ္ဌာတိငါးခုမြောက်စစ်စခန်းကြတော့ထိနမိဋ္ဌာနဲ့သွားတိုးတာအဲ့ကြတော့ကမ္မထမ်းမထိုင်လိုက်နဲ့အိပ်ပြီးကမ္မထမ်းမထိုင်လိုက်နဲ့စိတ်ကကမ္မထမ်းနှလုံးသွင်းလိုက်တာနဲ့ငိုက်သွားပြီကမ္မထမ်းနှလုံးသွင်းတဲ့နဲ့နောက်ကြတော့အကျင့်ကြီးပါသွားပြီတော့ထိုင်ရဲ့အိတ်ကုန်အဲ့ဒါပစ္စမတက်မှာပဲကြာဆုံးသွားကြပြန်အဲ့တော့နိဗ္ဗာန်ရောက်ဖို့ဆိုတာဘလောက်ခဲရင်တယ်လေနော်နိဗ္ဗာန်ရောက်ဖို့သတ္ထဗေရုဝုစတိတယ်6မြောက်တက်ကြတော့ကြောက်တယ်တယောက်တည်းမနေရဘူးလန့်တယ်အဖို့ရှားလာမှန်တော့ပြင်းတာပါလာတော့နော်တယောက်တည်းမနေရဘူးအဲ့ဒါလို့မနရဲ့တက်တည်နောက်ဆုံးကြတော့ဘယ်ထိအောင်သွားတာတုံးဆိုလာဘောတက်ကတော့လာဘတက်ကတော့တိလောကောအိဆာလတ္တောစာပိဿလတ္တောစာရောရတောနောက်ပိုင်းမှာသူကတရားထုတ်ရင်နေပြီးတော့လူတွေကထင်ကြီးလာလို့လူတွေကဝိုင်းလာလို့ရှိရင်အဲ့ဒါကိုကျင့်တတ်တဲ့ဟာပေါ်လာပြန်နာမည်ကြီးကျင်လာတယ်နောက်ဆုံးကြတော့ဒီပေါ်မှာကျင့်တတ်လာတယ်ဆွာမျိုးတွေဖြစ်လာနောက်တစ်ခါအတုကန္တနာပရဝံပနာတဲ့ကိုချီးမွမ်းပြီးတော့သူများတွေကြတော့ငါလို့မနေနိုင်ပါဘူးလို့ဆိုပြီးတော့သူများကိုထင်သေးတဲ့စိတ်နဲ့ကြည်လာတယ်ကိုထင်ကြီးတဲ့စိတ်တွေနဲ့ဆင်ကြီးတဲ့စိတ်တွေမွေးလာတယ်လက်လက်ပါးတွေပေါ်မှာသာယာလာတယ်ဆိုပြီးနောက်ဆုံးမှအဲ့လိုနဲ့ပဲနိဗ္ဗာန်မရောက်ဘဲနဲ့ကြားမှာတယ်ပဲကြာရှုံးသွားတယ်နော်ကြာရှုံးသွားတယ်မြတ်စွာဘုရားဟောထားတဲ့ပဋ္ဌာနာသုတ်ဆိုတာရှိတယ်တရားထုတ်တုန်းက
ဒုက္ခရစရိယကျင့်တဲ့အချိန်တော့မြတ်စွာဘုရားဟောထားတယ်အဲ့တော့နိဗ္ဗာန်ရောက်ဖို့ဆိုတာအလုံးကိုခဲပါတယ်လို့သူဆိုတာဒီဖြတ်ကျော်နေတဲ့အချိန်မှာပဲအခက်ခဲမျိုးစုံတွေ့ရတယ်သီလနဲ့ကာယကံဝစီကံကိုထိမ့်သိမ့်လိုက်လို့သီလဝိတ္တုရလာပြီဟုတ်ပြီသမာဓိရအောင်ကြကြကြုတ်ကိုအထုတ်လိုက်လို့အထိုက်လျောက်သမာဓိတွေရလာပြီစိတ်တွေဟာစဉ္ကြမှုရလာပြီစိတ်တဝိတ္တုဖြစ်သွားပြီအဲ့ဒီဒါပညာမရောက်သေးဘူးဝိပဿနာစခန်းကိုမတက်နိုင်သေးဘူးပညာရဲ့အထောက်အကူတွေပဲလုပ်နေရတော့မယ်ဒီမှာတင်ပဲကြာရှုံးသွားကြတယ်ရှေ့မတိုးနိုင်လို့ဒီမှာတင်ကြာရှုံးသွားအဲ့ဒါကိုအနိုင်တိုက်လိုက်ပြီခုနမနတ်ရဲ့တပ်စခန်း10ခုကိုဖြိုချပြီးတော့ရှေ့တိုးသွားနိုင်ပြီဆိုတဲ့အခါကျတော့နောက်သွားရမယ့်စခန်းတွေကတစ်ခါလာပြန်တာပဲနော်အဲ့တော့တမာရီရသွားပြီဆိုလို့ရှိရင်တမာရီရဲ့အကျိုးကျေးဇူးကဘာတော့တမာရီဆိုတာဘယ်လိုဟာခေါ်တာတုံးလို့ဆိုရင်တမာတိဆိုတဲ့အဓိပ္ပာယ်ကတန်အာတိသို့မဟုတ်တမ္မာအာတိတန်အာတိကနေတမာတိစိတ်ကိုအာယုတစ်ခုထဲမှာငြိမ်ဝအောင်ထားနိုင်တာတမာတိလို့ခေါ်တယ်အာယုတစ်ခုထဲမှာစိတ်ကိုငြိမ်ဝအောင်ထားနိုင်တာစိတ်ဟာဟိုအာယုမဲ့သွားလိုက်ဒီအာယုနဲ့သွားလိုက်ဟိုကူးလိုက်ဒီကူးလိုက်မလွတ်အောင်စိတ်ကိုအာယုတစ်ခုထဲကိုထိန်းထားနိုင်တာကိုတမာတိလို့ခေါ်တယ်အဲ့ဒီတမာတိဒီအဝိခေပလက္ခဏာကိုရောက်သွားလိုက်ဒီရောက်သွားလိုက်ဟိုအာယုမောခုံကူးလိုက်ဒီအာယုမောခုံကူးလိုက်မရှိတော့အဝိခေပအာယုတစ်ခုထဲပေါ်မှာငြိမ်ဝသွားတယ်လူစိတ်ဟာမြောင်းတဲ့သိတူတယ်မြောင်းဟာတစ်ပင်ပေါ်နေရင်အငြိမ်ကုန်မရှိဘူးဟိုတစ်ကိုင်းလှမ်းဆွဲလိုက်ဒီတစ်ကိုင်းလွတ်လိုက်ဟိုတစ်ခန်းဆွဲလိုက်ဟိုခုံလိုက်ဒီခုံလိုက်မြောင်းဆိုတဲ့အကောင်အငြိမ်မနေသလိုပဲစိတ်ဆိုတာလည်းမြောင်းတဲ့အမတန်မှတူတယ်ဟိုအာယုလှမ်းဆွဲလိုက်ဒီအာယုလှမ်းဆွဲလိုက်နဲ့နော်မျက်စိကမြင်တဲ့အာယုလည်းလှမ်းဆွဲလိုက်တာနားကတန်ကြလည်းလှမ်းဆွဲလိုက်တာနှာခေါင်းကအနံ့ရရင်လည်းလှမ်းဆွဲလိုက်တာစိတ်ထဲမှာတွေးပြီးရင်လည်းလှမ်းဆွဲလိုက်ပြန်တာပဲအဲ့တော့အာယုမျိုးမျိုးပေါ်မှာဟိုလှမ်းဆွဲလိုက်ဒီလှမ်းဆွဲလိုက်မြောင်းတဲ့အလားသဏ္ဍာန်တူတဲ့စိတ်ကိုငြိမ်သွားအောင်တမာတိနဲ့ငြိမ်ဖို့ပြပြောင်းအောင်လုပ်ရမှာဖြစ်တယ်ပေါ့အဲ့လိုငြိမ်သွားအောင်လုပ်နေတာတမာတိဝိခေပဝိတ္တန္တနာရတောတမာတိဆိုတာဟိုအယုံရောက်လိုက်ဒီအယုံရောက်လိုက်ဆိုတဲ့အခြေအနေကိုဖယ်ရှားပြနိုင်တယ်ဥဒိစ္စဥဒိစ္စကိုဖယ်ရှားပြနိုင်ဥဒိစ္စဆိုတာပြပုံထဲမှာကဲလေးချလိုက်လို့ရှိရင်ပြမုံလေးတွေလွင့်တက်လာအဲ့ဒါလိုပဲဥဒိစ္စဖြစ်တဲ့ဆိုရင်စိတ်ဟာအာယုန်ဒီပေါ်မှာလွင့်တက်သွားတယ်လွင့်ပြန်နေတယ်ထိန်းလို့မရအာယုန်တစ်ခုတည်းမှမဟုတ်ဘူးဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်နေတယ်အဝိကမ္ပနပစ္စုပ္ပထာနာစိတ်လေးဟာအာယုန်ထဲမှာငြိမ်းနေတာလှုပ်ရှားမှုမရှိတဲ့သဘောတမာတိဆိုတာစိတ်ကလေးဟာအာယုန်ထဲမှာငြိမ်းသွားတာဒုက္ခပဋ္ဌာနောတဲ့စိတ်ချမ်းသာမှုရှိပြီဆိုရင်တမာတိကဖြစ်နိုင်တယ်ပေါ့ဒုက္ခရှိမှတမာတိဖြစ်နိုင်တယ်အဲ့တော့ဒါတမာတိတရားအဲ့ဒီတမာတိတရားရလာပြီဆိုရင်ဘာဖြစ်လဲစိတ်တဝိတ္တုစိတ်စင်ကြယ်မှုရတယ်လို့ဆိုတယ်စိတ်စင်ကြယ်မှုရလာအဲ့ဒီစိတ်တဝိတ္တုဖြစ်လာလို့ရှိရင်ပညာကိုဘယ်လိုထောက်ကူဖြစ်တာတော့ဆိုသမာဓိဘိက္ခုဘာဝေထသမာဟိတောယထာဘုဒ္ဓံပါသနာတိပတ္တိရသော်ဗျာသမာဓိဟာဘာအတွက်လဲဆိုရင်ပညာအတွက်ပဲအဓိကနိဗ္ဗာန်ကိုပညာထဲမှာရောက်နိုင်တာဖြစ်လို့ပညာစခန်းကိုသွားရမှာသူ့သွားဖို့အတွက်သီလမပါပဲလည်းမရဘူးသမာဓိမပါပဲလည်းမရဘူးဒါကြောင့်မို့သီလနဲ့အရင်လောက်ရမယ်ပြီးရင်သမာဓိလောက်အောင်သီလကလည်းပဲသီလရှိလို့ရှိရင်သမာဓိဖြစ်တယ်သမာဓိဖြစ်လာလို့ရှိရင်သမာဟိတောယထာဘုဒ္ဓံသာနာတိပတ္တိစိတ်ကလေးတည်ငြိမ်လာတဲ့ပုဂ္ဂိုလ်ဟာဘယ်အာယုံကိုအာယုံပြုလိုက်အဲ့ဒီအာယုံရဲ့တဘာဝကိုယထာဘုဒ္ဓကြာနာအောင်သိတယ်မြင်တယ်သိတယ်မြင်တယ်ဆိုတာဉာဏ်ပဲအဲ့တော့သမာဓိဖြစ်ရင်ဉာဏ်ဖြစ်တယ်လို့သူပြောတာဒီနေရာမှာဒီတိရိလင်္ကာမှာနေတော့ကကိုရီးယားဘုန်းကြီးတစ်ပါးကဘေးကွန်းထုတ်ဖူးတယ်
လာပြီးတော့မေးဘူးတယ်ဝိပဿနာယာနိကအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေဆိုတော့မဟာစီဆရာတော်ကြီးတို့ပြတဲ့ဝိပဿနာနည်းဝိပဿနာယာနိကသမာဓိလုံးဝမပါတာမဟုတ်ဘူးခဏိကသမာဓိနဲ့ဝိပဿနာစခန်းကိုသွားတယ်အဲ့တော့တချို့ကအဲ့ဒါကိုလက်မခံနိုင်ဘူးမဖြစ်နိုင်ဘူးလို့ဘာကြောင့်မဖြစ်နိုင်ဘူးလို့ပြောတော့ဆိုအခုပြောတဲ့ပါဠိတော်ကိုကြည့်တာသူတို့သမာဓိဘိက္ခွေဘာဝိထယဟန်တို့သမာဓိကိုတိုးပေါအောင်ကြိုးစားကြသမာဟိတောယထဝုဒ္ဒံဇာနာတိပတ္တိသမာဓိရှိတဲ့ပုဂ္ဂိုလ်မှာသိနိုင်မြင်နိုင်တဲ့ပညာဖြစ်တယ်လို့မြတ်စွာဘုရားဟောထားတာရှိတယ်အမှန်ကန်ကိုသိနိုင်မြင်နိုင်တယ်အဲ့တော့အဲ့လိုမေးတော့ဒီပါဠိကလည်းဟုတ်တယ်သမာဓိရှိမှပညာဖြစ်တယ်ဆိုလည်းဟုတ်တယ်ဝိပဿနာတက်ကနေပြီးတော့သမထမချင့်မဲနဲ့ဝိပဿနာတိုက်ရိုက်ကနေပြီးတော့ဝိပဿနာညာရအောင်အထုတ်လို့လည်းရတယ်ဆိုဟုတ်တယ်နားလည်အောင်ဘယ်လိုရှင်းပြရအောင်ဆိုသမာဓိနှစ်ခုရှိတယ်လို့မှားရမယ်သမထသမာဓိကတစ်မျိုးဝိပဿနာသမာဓိကတစ်မျိုးသမထသမာဓိသည်ပညာကိုအာရုံပြုတယ်ဝိပဿနာသမာဓိသည်ပရမတ္ထကိုအာရုံပြုတယ်အဲ့တော့အာယုန်နဲ့ခွဲလိုက်လို့ရှိရင်သမာဓိလို့ဆိုတော်လဲပဲသမထသမာဓိဝိပဿနာသမာဓိအခုမြတ်စွာဘုရားကသမာဓိဘိက္ခွေဘာဝိထသမာဟိတောယထဗုဒ္ဓံပသနာတိဆိုတဲ့နေရာမှာဥစ္စာရသမာဓိအပ္ပဏသမာဓိနဲ့ယူလို့ရတယ်ခဏိကသမာဓိနဲ့ယူလို့ရတယ်အထိုင်းလျောက်တည်ကျိန်လို့ရှိရင်ဝိပဿနာသမာဓိလို့ဆိုတဲ့ပရမတ္ထတရားအာယုံပေါ်မှာတည်ရှိတဲ့ခဏိကသမာဓိရှိရင်လည်းယထဗုဒ္ဓံသာနာတိပတ္တိအမှန်ကန်ကိုသိနိုင်တယ်မြင်နိုင်တယ်တကယ်ကတော့သမထသမာဓိရဲ့အားကိုသာယူတာအာယုံအောင်ပြောင်းရတယ်သမထသမာဓိသည်ပညာကိုအာယုံပြုပြီးတော့စိတ်တည်ငြိမ်တာဖြစ်တယ်ဝိပဿနာသမာဓိသည်ပရမတ်ပေါ်မှာစိတ်တည်ငြိမ်တာဖြစ်တယ်အဲ့တော့ဒီသဘောတရားနှစ်ခုရှိသည့်အတွက်ကြောင့်ဒီဝိပဿနာတရားတက်အထုတ်လို့လည်းရတယ်သမထအထုတ်ပြီးတော့မှလည်းဝိပဿနာတရားအထုတ်တာလည်းရှိတယ်မြတ်စွာဘုရားပွင့်တော့ကမြတ်စွာဘုရားသာသနာစတင်တော့ကအားလုံးရှေ့ပိုင်းဟာသမထကိုအရင်အထုတ်ပြီးတော့မဟာဝိပဿနာကူကြတာနော်သမထအာယုထုတ်ရင်ကနေဝိပဿနာဉာဏ်ကူသွားကြတာနောက်ပိုင်းရောက်လာတဲ့အခါကျတော့အပ္ပနာသမာဓိထိအောင်မသွားတော့ပဲနဲ့ခဏိကသမာဓိနဲ့ယဟန္တာတွေဖြစ်လာကြတယ်ပညာဝိမု ക്ത ပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေကြတော့ရှေ့ပိုင်းကသွားတဲ့ပုဂ္ဂိုလ်တွေကဇံရတယ်ဇံနေဘိညာဉ်တွေရတယ်မြတ်စွာဘုရားကိုယ်တိုင်သိပင်လင်းသမထနဲ့သွားတာအာနာပါနနဲ့အာထုတ်လိုက်တဲ့အခါမြတ်စွာဘုရားသရုတ်ထဇံထီအောင်ရတယ်နော်အာနာဘုရားဖြစ်တဲ့ကမ္မထာဘာကမ္မထာလို့မေးရင်အာနာပါနသတိကမ္မထာဘုရားလောဟာအာနာပါနသတိကမ္မထာကိုအာထုတ်တာပထမဇံဒုတိယဇံတတိယဇံဇံ၄ပါးစနစ်နဲ့ဆိုသရုတ်ထဇံဆိုတဲ့ရူပဝဇ္ဇဇံ၄ခုထိတ်ကိုရတယ်အဲ့ဒီသရုတ်ထဇံရောက်ပြီးတော့မှဝိပဿနာကိုပြောင်းဝိပဿနာကိုကူလိုက်တာဒါရှေ့ပိုင်းမှာအထုတ်တာတွေမှန်သမျှတော်တော်များများရှင်စုလဘန်တို့လည်းပဲသရုတ်ထဇံရအောင်လုပ်ပြီးတော့မှဝိပဿနာပွားတာလေရှင်စုလဘန်ဝတ္ထုကိုအလုံးကြားဘူးနေကြတာကိုပြောပြမယ်ဆိုရင်ရှင်စုလဘန်ဟာကိုကျွေးပါလို့အလွန်ဉာဏ်လေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါပေမဲ့လို့မြတ်စွာဘုရားရဲ့ဒီနီးစနစ်ကိုအမိပြုပြီးတော့သူဟာဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ဘယ်လိုနီးစနစ်တုံးဆိုမြတ်စွာဘုရားကဖြူဖွေးနေတဲ့ဘဝပိုင်းလေးလက်ကင်ဘဝလေးဆိုအားဖြူဖွေးနေတဲ့ဘဝလေးကိုသူပေးပြီးတော့အဲ့ဒါလေးကိုပို့ပြီးတော့ရဇောဟရဏဆိုတဲ့ဘဝလေးကိုအာယုံပြုပြီးဘဝလေးဆိုတာကိုချိခိုင်းတယ်အဲ့ဒါဘာလို့ထားတော့ဆိုဩရတကတိုင်းဘဝရဲ့အဖြူလေးပေါ်မှာအာယုံစိုက်ပြီးတော့ဘဝလေးပေါ်မှာတမာရီထူထောင်ခိုင်းတာနော်အဲ့ဒါဩရတကတိုင်းလို့ခေါ်တယ်စိတ်ဝင်စားရင်လည်းကိုယ့်အကူဘဝလေးအဖြူလေးကြည့်ပြီးတော့ဩရတကတိုင်းဘဝကြည့်ပေါ့ရှင်စုလဘန်ဟာဘာကြောင့်မြတ်စွာဘုရားကအဲ့ဒီဩရတကတိုင်းနဲ့ဆက်ပေးရတော့ဆိုသူအတိတ်ဘဝတွေတုန်းကဩရတကတိုင်းကိုလေ့ကျင့်ခဲ့တယ်အဲ့ဒါလည်းပါတယ်
အဲ့ဒါလေးနဲ့ဝိပဿနာခူးတဲ့အခါမှာလည်းပဲအတိတ်ဘဝနဲ့ဆက်ဆက်တယ်။များသောအားဖြင့်စာရီထဲမှာရှင်စုလပန်ကိုဘဝပိုင်းလေးပေးတာဟာဘာအတွက်တုံးလို့ဆိုရင်သူ့ဘဝတစ်ခုမှာနှစ်ဖူးကချွေးတွက်လို့ဘဝလေးနဲ့တုပ်လိုက်တဲ့အခါဘဝလေးမဲသွားတာကိုကြည့်ပြီးတာဝေကဖြစ်ဖူးတယ်ဆိုတာနဲ့ပဲဆက်ဆက်ကြတယ်။အဲ့လိုအကြည့်မဟုတ်သေးဘူး။ဒီဘဝဖြူလေးပေးလိုက်ခြင်းအပြင်သူဟာဒီဘဝဖြူလေးပေါ်မှာကတိုင်းသမထကျင့်စဉ်တစ်ခုချင့်လိုက်လို့သုဒ္ဓဇံထီအောင်ရောက်သွားပြီသုဒ္ဓဇံကြောင့်ရောက်သွားပြီဆိုတော့မှခုနဒီဘဝလေးရဲ့ညှဉ်းနှွမ်းသွားမှုဒီဘဝလေးကအစ်စ်မဟုတ်ဘူးတကောနဲ့ create လုပ်ထားတဲ့ဟာနော်ရသော်ပြရဲ့အစွမ်းတကူနဲ့ဖန်ဆင်းထားတဲ့ဟာလေးဘဝအစ်စ်မဟုတ်ဖန်ဆင်းထားပြီးတော့ပေးလိုက်တာအဲ့တော့မြတ်စွာဘုရားဖြူဆိုဖြူလို့ရတယ်မဲဆိုမဲလို့ရလေအစစ်မှမဟုတ်တာအဲ့ဒါလေးအာယုံပြူရင်ကနေသူကဒီအဖြူအာယုံလေးပေါ်မှာစံစိတ်တွေရပြီးတော့သုဒ္ဓဇံစီအောင်ရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာမြတ်စွာဘုရားအဲ့ဒီဘဝလေးကိုညှက်အောင်ဖန်တီးလိုက်တော့ဘဝလေးသုဒ္ဓဇံကထပြီးတော့ချိလိုက်တဲ့ကဘဝလေးကညစ်ပေနေတာတွေ့တယ်အဲ့ဒီကြတော့အတိတ်ဘဝတုန်းကဖယင်ဖြစ်ခဲ့တုန်းကနှစ်ဖူးကချွေးကိုဘဝနဲ့တုတ်ခဲ့တာလားဆက်မိသွားတယ်အဲ့လိုဆက်မိုံနဲ့ရလာလို့ဆိုမရသေးဘူးသူကဘလို့တွေးတာတော့ဆိုငါခန္ဓာကိုယ်ကြီးကိုကြောင်းပြုပြီးတော့ဒီဘဝလေးကညှဉ်းနှွမ်းသွားတယ်သူစဉ်းစားတာကဗဟိတအပြင်မှာရှိတဲ့ခန္ဓာကိုယ်ကကြီးအညော်တွေကိုကြည့်ပြီးတော့ညစ်ကြေးတယ်လို့ဒီလိုပြောတာမြတ်စွာဘုရားကအဲ့ဒါကိုသူ့ရဲ့အတွေးကိုပြောင်းပေးလိုက်တယ်မင်းအဲ့ဒီနှစ်ဖူးကချွေးကိုသာအညစ်ကြေးလို့မအောင်မေးနေနဲ့မင်းရင်ထဲမှာရာဂတွေရှိတယ်ဒေါသတွေရှိတယ်မောဟတွေရှိတယ်အဲ့ဒါကမှအညစ်ကြေးအစစ်အဲ့ဒါဘယ်နဲ့ကိုကြိုးစားဆိုလှည့်ပေးလိုက်တာအစ္ဆဒကိုလှည့်ပေးလိုက်တာအဲ့ဒီအကွက်ကအဓိကပဲနော်သို့တော့ပြင်မဲ့ခန္ဓာကိုယ်ဗဟိတရဲ့အညစ်ကြေးတွေကိုအရင်မြင်ပြီးတော့တန်ဝေကစိတ်ဖြစ်နေတဲ့အချိန်လေးမှာမြတ်စွာဘုရားကအဲ့ဒီအပြင်အညစ်ကြေးကအညစ်ကြေးလို့တော့မခေါ်နိုင်ပါဘူးနော်စိတ်ထဲကဒါကမှတကယ်အညစ်ကြေးပါဒေါသကမှတကယ်အညစ်ကြေးပါမောဟတွေကမှတကယ်အညစ်ကြေးပါအဲ့ဒီအညစ်ကြေးတွေပယ်နိုင်အောင်မင်းကြိုးစားပါလို့မြတ်စွာဘုရားတရားလည်းဟောပေးလိုက်တာလေလမ်းဖြောင်းပေးလိုက်တာအဲ့တော့ခုနသုဒ္ဓဇံကထပြီးတော့ဝိပဿနာဉာဏ်ရဲ့ရှေ့ပြေးညီငွေမှုလေးဖြစ်တဲ့အချိန်မှာအစ္ဆဒဖြစ်တဲ့တကယ်ပြစ်မှတ်ဖြစ်တဲ့ရာဂဒေါသမောဟဆိုတဲ့အညစ်အကြေးတွေကိုဖယ်ရမှာဆိုသူသဘောပေါက်သွားပြီအဲ့ဒီအနေဝိပဿနာဉာဏ်ဆင်းဆင်းတက်ပြီးတော့ယ ahanan ဖြစ်သွားတာနော်ရင်းနေရအဲ့တော့ယ ahanan ဖြစ်ပုံကအဲ့ဒါလိုဖြစ်တယ်အဲ့လမအပြင်တော့ဘဝလေးပြေးလိုက်တာတဲ့ယ ahanan ဖြစ်သွားတာဒီလိုမဟုတ်ဘူးနော်ဖြတ်ကျော်ရတယ်စမ်းကြည့်ဖို့ကိုလည်းအတိတ်ဘဝပါလာရင်ဖြစ်ကောင်းဖြစ်မှာပေါ့ဘဝလေးနဲ့စမ်းကြည့်လိုက်ပေါ့အဲ့လိုဩရဒကတိုင်းအထုတ်ပြီးတော့ဖြတ်ကျော်လိုက်တာအဲ့ဒီကနေပြီးတော့သုဒ္ဓဇံရတယ်သုဒ္ဓဇံကနေပြီးတော့ဝိပဿနာကူးလိုက်တယ်။မြတ်စွာဘုရားလည်းပဲအာနာပါနာတော့သုဒ္ဓဇံရတယ်သုဒ္ဓဇံရပြီးတော့မှဝိပဿနာကူးတာပဲမြတ်စွာဘုရားဘယ်လိုကူးတယ်ဆိုတာတော့ဖရာတရားအထုတ်ပုံနဲ့မှတော့သိချမသိရဘူးပေါ့သို့တော့ကုဘုကုဏိယဘာတော့ဆိုလို့ရှိရင်သုဒ္ဓဇံမှာရှိတဲ့ဇံစိတ်တွေသုဒ္ဓဇံစိတ်စေတသိက်တွေကိုဝိပဿနာရှုတယ်ဇံထဲမှာပါတဲ့ဇံအင်္ဂါဇံတရားတွေကိုဝိပဿနာရှုလိုက်တာပြောင်းပြီးတော့ဝိပဿနာရှုလိုက်တယ်အဲ့လိုဝိပဿနာရှုရင်နေပြီးတော့တရားအလုံးကိုပုံသိပြီးနောက်ဆုံးမှာမြတ်စွာဘုရားသောတပတိမေသဂရမိမေနာဂမိမေရတ္တမေရတ္တဖို့ဆိုမဲ့ဖို့၄ဆင့်ဆက်တိုက်ဖြစ်ပြီးတော့တခါလည်းဖြစ်တယ်ဘုရားတန်းဖြစ်တာမဟုတ်ဘူးနော်ပရမသောတပန်ပြီးတော့မှသဂရကနာဂတိုင်းမဲ့တစ်ဆိုင်နဲ့ဖြစ်သွားတယ်တခဏလေးအတွင်းမှာဖြတ်ဆိုပြီးတော့သွားတာ၄ဆင့်တချို့ကတော့အဲ့ဒါကိုအယူဆမှားတာရှိတယ်မြတ်စွာဘုရားဟာယ ahanan ဖြစ်တာဘုရားဖြစ်သွားတာဟာသောတပန်သဂရကအနာဂတ်မဖြစ်ဖ ೇನೆ ကြော်ပြီးတော့ဘုရားဖြစ်သွားတယ်လို့တကယ်လည်းပြောရတဲ့ပုဂ္ဂိုလ်ရှိတယ်နော်အဲ့ဒါသတိထားဒါမဟုတ်ဘူးဒါမမှန်ဘူးအဲ့လိုမဖြစ်လို့မရဘူး
ဆင့်ကြော်လို့မရဘူးဒီတရားမှာနော်ဆင့်ကြော်တာမဟုတ်ဘူးတချို့ကသောတာပန်မဖြစ်ဘဲနဲ့တဂရကံကြော်ဖြစ်လို့ရတာတွေအနာကံကြော်ဖြစ်လို့ရတယ်လို့စိတ်ထဲမှာထင်ကြတယ်အတွေ့လွဲမှားတဲ့အသည့်တွေနဲ့အဲ့ဒါလိုဖြစ်တတ်တယ်ပေါ့နောက်တစ်ချိန်ကျတော့အဲ့လိုမျိုးတွေကလာပါလိမ့်မယ်နော်ဟိုတွေးပြီးတော့တည်တည်ချာချာပฏิနာမလဲလို့ရှိရင်လွဲမှားသွားနိုင်တယ်ပေါ့သောတာပန်ဖြစ်တယ်ဆိုတာတိလို့သွားတာအဲ့တော့သောတာပန်ပြီးမှသဂရကံပြီးမှဝိပဿနာသူဝိပဿနာနဲ့သူပဲသို့တော့တထိုင်နဲ့အတွင်းမှာဇက်တိုက်ဖြစ်လို့ရတယ်ဉာဏ်ပဲရှိတဲ့အဆင့်ကျော်တာမဟုတ်ဘူးမြတ်စွာဘုရားလည်းပဲအဲ့လိုပြောတာအရှင်ဘုရားအကိုရှိရလားရှိတာပေါ့စတုမေကပฏิပါတိယဆိုတဲ့စကားရှိတယ်မြတ်စွာဘုရားဟာမဲ့လေးပါအစဉ်အတိုင်းဖြစ်ပြီးတော့ဖျားဖြစ်သူရောက်သွားတယ်ဆိုတာဘယ်သူပဲဖြစ်ဖြစ်စတုမေကပฏิပါတိယပဲကြော်လို့မှမရတာနော်ကြော်လို့မရတာတွေကအများကြီးပါဒီတစ်ခုတည်းမှမဟုတ်တာထမင်းစားတာတော့ကြော်လို့ရလားကံရတဲ့ထမင်းကိုစုံနဲ့ဖြစ်စေလက်နဲ့ဖြစ်စေအရင်ယူရမယ်ပြီးတော့မှဗဇနာရောင်မယ်ဗဇကဟမယ်ဟာပြီးတော့ဝါမယ်တခုကြော်ပြီးတော့မျိုးချပါလားပဲရမယ်နော်အဆင့်ဆိုတာမကြော်ဘူးလေသူကနဲ့သူသွားတာအိမ်သာတက်တာလည်းအဆင့်ကြော်တာမှမဟုတ်တာသူ့အဆင့်နဲ့သူသွားတာဝင်သွားတဲ့ထွင်းစားလည်းအဆင့်မကြော်ဘူးလေဝါမယ်ဝါပြီးမှမျိုးချမယ်ဒီလိုသွားမှာပဲသူကအဲ့တော့အားလုံးကအဆင့်ကြော်တယ်လို့မရှိဘူးသူဖြစ်စဉ်က process ကရှိပြီးသားပဲအကုန်အဲ့လိုနိဗ္ဗာန်ရောက်ဖို့ရအတွက်လည်းပဲအခုလိုစိတ်တဝိတ္တုဖြစ်အောင်အရင်ကြိုးစားတယ်စိတ်တဝိတ္တုဖြစ်ရင်တမာတိဖြစ်တယ်တမာတိဖြစ်လာပြီဆိုတော့မှခုနယထာဘုဒ္ဓံဇာနာတိပတ္တိမှန်ကန်စွာမြင်တယ်မှန်ကန်စွာမြင်တာတောင်မှပဲနောက်ထပ်အဆင့်၅ဆင့်ကျန်သေးတယ်နိဗ္ဗာန်သွားဖို့ရအတွက်စခန်းလေးနော်အဲ့ဒီမှန်ကန်စွာမြင်တဲ့အဆင့်50ကိုနောက်ရက်ဒီမှာဆက်ပြီးတော့တစ်ဆင့်ချင်းမှတ်သားသွားကြရအောင်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းလို့တန်တရားနဲ့နိဗ္ဗာန်ကိုသွားရောက်ချင်လို့ရှိရင်ပုံမှန်ရှင်ရထားတွေစီးပြီးသွားလို့မရဘူးအခုလိုနိဗ္ဗာန်သွားတဲ့ကျင့်စဉ်တိုင်းကျင့်ကြံကြုတ်ကိုအထောက်ပြီးတော့သွားမှနိဗ္ဗာန်ဆိုတာရောက်ရှိမှဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုရှိစေချာရှင်ဖေယရာဘိတော်တို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမြတ်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ရှင်ခြင်းပါပြုလို့ကြ၍သမ္မဒဒါနာမဒါနာတရားအလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သာသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုရတ္တဝဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းကောင်းမှု၏အဖို့ဘာကကိုအမိအဖဖို့အဖွာဆရာသမားမဆ၍ကဘာသူကဘာသာလူနဲ့ပြမသတ္တဝါများတို့အားမြတ်အမြဝေငှပါကုန်၏ကုသိုလ်အမြကိုစီရကြကုန်သည်ဖြစ်၍ကိုစိတ်နှဖျား
ချမ်းသာကြသည် ချမ်းသာကြသည် ဖြစ်ကြပါစေကုန်သတည်း ဖြစ်ကြပါစေကုန်သတည်းအားလုံးသာကြသည်များအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအားလုံးသာကြသည်များအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအားလုံးသာကြသည်များအမြတ်အမြတ်အမြတ်ယူတော်